အားပေးစကားဆိုနေကျွန်တော်အသက်26နှစ်အရွယ်ကျမ်းမာရေးကမကောင်းစိတ်သက်ကြနေသည့်အချိန်ကျွန်တော်အတွက်လိုအပ်နေသောအကူအညီကိုစာကြီးတိုက်ကစာအုပ်တော့မှသွားတွေ့သည်ဝင်စတာချာချီ၏မိန်ဝင်းစာအုပ်ကျွန်တော်တို့ဘယ်တော့မှလက်မြောက်နောက်ဆုတ်သွားမှာမဟုတ်ဘူးပြင်သစ်ပြည်မှာကျွန်တော်တို့တိုက်မယ်ပင်လယ်တဲ့သမုဒ္ဒရာထဲမှာလည်းတိုက်မယ်ဝေဟင်မှာလည်းတိုက်မယ်ပိုကြီးမားတဲ့အင်အားပိုကြီးမားတဲ့ရဲဝံ့ယုံကြည်မှုနဲ့ကျွန်တော်တို့တိုက်သွားမယ်ဒဏ်ကတ်တိုက်ပွဲတွင်ဗြိတိရှတွေအရေးနှိမ်ပြီးစ1940ခုနှစ်ဇွန်လစိတ်သက်ကြပွဲနေ့တနေ့ကဗြိတိရှလွတ်တော်ဝင်ကြီးချုပ်ချာကြီးပြောခဲ့သောမိန့်ခွန်းမှာကောင်းလို့ချက်ဖြစ်သည်ဒီစာသားတွေဘက်ကကျွန်တော်ကိုယ်တိုင်အဲ့ဒီနေ့အင်္ဂလန်ကိုရောက်သွားသလိုခံစားရသည်ရှင်းလင်းပြီးသားသောအစီအစဉ်အဖြတ်တောက်ကောင်းသောခွင်အားပါသောဟောပြောချက်ခမ်းမထဲမှာဟိန်းနေသည့်ချာကြီးစကားသံကိုကျွန်တော်နားထဲကြားရောက်နေသည်သူ့စကားတခွင့်ကြောင့်တန်အောင်များစွာသောသူ့ပြည်သူတွေစိတ်အားတက်ခဲ့ရသလိုမိန်ကွင်းစာသားတွေဖက်ကကျွန်တော်အားတက်ခဲ့ရသည်တန်ဖိုးဘယ်လောက်ကြီးကြီးမားမားပေးရသည်ဖြစ်စေကျွန်တော်တို့ကျွန်းကိုကျွန်တော်တို့ကာကွယ်သွားမယ်ပင်လယ်ကမ်းခြေတဲတောင်ပြင်တွေမှာကျွန်တော်တို့တိုက်မယ်ရန်သူဆိုက်ရောက်နိုင်လာတဲ့နေရာမှန်သမျှမှာတိုက်မယ်လယ်ကွင်းပြင်မှာတိုက်မယ်တောင်ပေါ်မှာတိုက်မယ်လမ်းကျိုးလမ်းကြားမှာလည်းတိုက်မယ်ကျွန်တော်တို့ဘယ်တော့မှအညံ့ခံမှာမဟုတ်ဘူးခြာကြီးတင်းမှပြတ်သားသောမျက်နှာနဲ့ဖိမ့်ဖိမ့်တောက်နေသောမျက်လုံးစုံကိုကျွန်တော်မြင်နေသည်မြည်မြကြီးမားသောပြဿနာကိုဖြစ်စေမတွန့်မယွန့်ရင်ဆိုင်ဝင်သောတတိနှင့်ရင်းကိုကြော်လွှားအောင်မြင်နိုင်သောစွမ်းပကားလူသားမှာရှိကြောင်းရဲဝင့်ယုံကြည်စွာဖော်ပြလိုက်သည့်ခြာကြီးစကားများကကျွန်တော်ကိုခွင့်အားအပြည့်သွင်းပေးခဲ့သည်ခြာကြီးကသူ့လူမျိုးတွေကိုစွမ်းအားရှိတာယုံကြည်ခဲ့သည်အခုတော့ကျွန်တော်လည်းကျွန်တော်ကိုယ်တွင်းမှာအလားတူစိတ်သက်စွမ်းအားတွေကင်းအောင်တည်ရှိနေတာသိမြင်လိုက်ရပြီလိုအပ်ချက်နဲ့အညီကွက်တီအံဝင်သွားသည့်အားပေးမြင့်တင်စကားတခွန်းသည်အလွန်ကျေးဇူးကြီးလာသည်ပုဂ္ဂိုလ်တယောက်တခါကကျွန်တော်အားပြောဘူးသည်လူတွေကိုကျင်ကျင်နာနာဆက်ဆံပါကွာမင်းတွေ့ရတဲ့လူတိုင်းဟာခက်ခက်ခဲခဲတိုက်ပွဲဝင်နေရတဲ့လူကြီးပဲဟူ၍မှန်သည်လူတိုင်းလိုပင်သူတို့၏မျှော်လင့်ချက်တွေစိတ်ကူးရင်အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ပြီးစွမ်းအားတွေရရှိလာဖို့အားပေးစကားစိတ်သက်မြင့်တင်စကားတွေလိုအပ်နေပါသည်မှန်ကန်သောစကားချင်းဝင်စကားကောင်းကောင်းတခွန်းကြားထားရလဲမိမိ2လလောက်နေ၍ရာကြောင်းစာရေးဆရာကြီးမတ်တွင်းကပြောဘူးသည်မှန်လေသောလူတယောက်ကကျွန်တော်တို့အားမြည်သည့်ဆောင်ရွက်ချက်တစ်ခုအတွက်မြည်မြလေးချီးကျူးမိကြောင်းပြောဆိုသွားမိဆိုပါစို့ကျွန်တော်တို့နားထဲတွင်သူ၏စကားကိုထက်ကပြန်ပြောင်းကြားရောင်ကထို့သောကြားရောင်သည့်အခါတိုင်းလဲပထမအကြိမ်ကြားရစဉ်ကနီးတူစိတ်အားတွေတက်ရစမြဲဖြစ်သည်မဟုတ်လားသို့သောချင်းမွေးစကားနဲ့မြောက်ပင့်စကားကိုတော့ခွဲခြားဖို့လိုသည်မြောက်ပင့်စကားသည်ရင်ထဲကမလားနှုတ်ဖျားကလာသည်ကြားရသူအတွက်နားမှချုံမြင်ခြင်းချုံမြင်ပြီးသို့သောစိတ်တဲ့အာဟာရမဖြစ်အစိတ်အတောက်သာဖြစ်စေသည်အမှန်တကယ်ချင်းမွေးပြောဆိုခြင်းမျိုးကစကလုံးတွေမဝေစာလင်လဲအရေးမကြီးပေတခါတရံအယိုးရှင်းဆုံးသောစကားသားပင်အထီးရောက်ဆုံးဖြစ်နေတတ်သည်စာရေးသူအလုံးလို့သောကုမ္ပဏီတွင်အထက်လူကြီးလုပ်သူသည်ချင်းမွေးစကားများများပြောလိမ့်မရှိပေသို့သောကျွန်တော်မှာယခုတိုင်သိမ်းဆဲထားသည့်အစီရင်ခံစာတစ်ဆောင်ရှိနေသည်ဖောက်သည်များနှင့်ဆက်ဆံရေးပုံမှုတိုးတက်ကောင်းမွန်အောင်မြည်တို့မြည်ပုံဆောင်ရွက်တင်ကြောင်းတင်ပြထားပြီးစာဒီအစီရင်ခံစာမျိုးတွင်ကျွန်တော်အများပင်ရေးခဲ့ဘူးသည်ဘာကြောင့်ဒီတစ်ခုကုန်မှာကျွန်တော်အမှတ်တရဖြစ်နေရသနည်းအကြောင်းကကျွန်တော်အားချီးကျူးရေးထားသောအထက်လူကြီးမစ္စတာကူဝါရာ၏မှတ်ချက်စကားကြောင့်ဖြစ်သည်ကျွန်တော်အစီရင်ခံစာထိတ်မှာရေးထားသည့်သူ၏မှတ်ချက်ကအကြံဉာဏ်ကောင်းဖြစ်သည်တဲ့ဒါပဲတခါတရံခေါင်းကလေးတစ်ချက်ညှိပြီးအတိမဲ့ပြုတ်လိုက်ခြင်းမျိုးကလည်းအချိန်အခါနဲ့အံဝင်ခွင့်ကြဖြစ်ပါကတစ်ဖက်လူ၏နှလုံးသားကိုလှုပ်ရှားသွားစေနိုင်ပါသည်ဘတ်စကတ်ဘောနီးပြဆရာကြီးဂျွန်ဦးတင်းဆိုလည်းသူ့ကစားသမားများအားမိမိဂိုးဝင်အောင်သွန်းနိုင်သည့်အခါတိုင်းတွင်မိမိအားဂိုးဖြစ်အောင်ဘောလုံးပစ်ပေးခဲ့သောကစားပေါ်အားလှမ်းကြည့်ကပြုံးပြခြင်းခေါင်းမြင့်ခြင်းစသဖြင့်သူ၏ဆောင်ရွက်မှုကိုအတိမဲ့ပြုရန်ပြောဆိုလေရှိသည်တကယ်လို့ကျွန်တော်လှမ်းကြည့်တဲ့အချိန်သူမကြည့်ဘူးဆိုရင်တော့တယောက်ကမေးသည့်အခါဘူရင်းကငါအာမခံတယ်သူကြည့်နေလိမ့်မယ်ဟု၍ပြန်ပြောခဲ့သည်ကာလဒေတာနှင့်လိုက်လျောညီထွေစွာအခါသမယနှင့်လိုက်ဖက်အံဝင်စွာပြောကြားလိုက်သောစကားတခွန်းသည်တင်ကြီးရွှေခက်ပေါ်၌နဝရက်ကြောင်းမြက်စီချေထားသောလေသေးရတနာပမာတင့်တယ်လာပေသည်ဒုတိယကမ္ဘာစစ်ကာလပထမဆုံးထိုးစစ်ကြီးတွေဆင်နွှဲနေသည့်အချိန်ရိုင်းအနီးတနေရာ၌ဗိုလ်ချုပ်ကြီးအိုင်စင်ဟောင်ဝါသည်စိတ်အားငယ်နေဟန်တူသောစစ်သားလေးတယောက်နှင့်တွေ့လေသည်ဘယ်လိုလဲကွာချာတရဲ့သူကနှုတ်ဆက်သည်
ကျွန်တော်စိတ်တွေအရန်ခြောက်ချားနေတဲ့ဘိုးကြီးစစ်သားလေးကဖြစ်သည်အေးကွာဒါဆိုလဲဒိုးနှစ်ယောက်အဖို့ရတာပေါ့ငါလဲခြောက်ချားနေတာပဲတို့အတူတူလမ်းနည်းနည်းလိုက်လျှောက်ရင်နှစ်ယောက်စလုံးအတွက်ကောင်းသွားမှာပါအိုင်စင်ဟောင်ဝါကဆိုလိုက်သည်သူကတရားမဟောဘယ်သို့ဘယ်ပုံပြုလုပ်ပါသည်ဟုလဲအကြံမပေးခြင်းတိုက်တွန်းခြင်းမပြုသို့သောယခုသူပြောလိုက်သည့်စကားကြောင့်စစ်သားလေးမိမြအတက်သွားပါမည်နီအမေရိကန်ဘောလုံးလောကမှတမိုင်းဝင်ထင်ရှားပုဂ္ဂိုလ်တဦးဖြစ်သူနီးပြဆရာကြီးဘစ်လွန်ဘာဒီမှာအလွန်စည်းကမ်းကြီးမားလာသဖြင့်တပည့်များကြောက်ရွံ့ကြ၏သို့သောသူသည်ချီးမွမ်းစကားပြောဆိုစရာမရှိဘဲပြစ်တင်စကားပြောလိရှိသူမဟုတ်ပေတခါ၌သူသည်ပိတ်ဆို့နီးလေးကျင်ကံများတွင်တောက်လျှောက်ပြက်ကွက်နေသည့်တပည့်တယောက်အားပြင်းပြင်းထန်ထန်ပြစ်တင်ပြောဆိုမိသည်လေးကျင်ကံပြီးသောအခါလွန်ဘာဒီကအဝတ်လဲကန်းသို့တန်းဝင်သွားသည်သူစူပူမန်မဲခဲ့သောဘောလုံးသမားမှာခေါင်းငိုက်စိုက်ချကစိတ်ပြက်လက်ပြက်ထိုင်ရရှိသည်လွန်ဘာဒီကသူ့တပည့်ခေါင်းမှသပင်တွေကိုထိုးဖွာပြီးနောက်ပကုံးတစ်ချက်ပုတ်ကစကားတခွန်းပြောလိုက်သည်တနေ့ကျရင်မင်းလက်ရွေးစင်အသင်းမှာအကောင်းဆုံးခံစစ်မှုဖြစ်မှာပါဟူ၍ဖြစ်သည်၎င်းခံစစ်ကစားသမားကဂျယ်ရီဂရိမာဖြစ်သည်ဂရိမာသည်စူပူမန်မဲတလောက်အားပေးစကားဆိုမှလည်းဝင်မလေးတတ်သောသူ့ဆရာ၏နမိတ်ဖက်စကားကိုခေါင်းထဲဆွဲနေအောင်မှတ်သားထားသည်ဆရာလွန်ပါရီအားပေးစကားဟာကျွန်တော်ဘဝမှာအကြီးအကျယ်သက်ရောက်မှုရှိခဲ့တယ်ဟု၍သူဆိုခဲ့သည်ဂရိမာသည်သူ့အသင်း၏အထူးကျင်ဆုံးအားကစားသမားတဦးဖြစ်လာသည့်ပြင်နောက်အခါ၌အဖွဲ့ချုပ်ဂုံရူးဆောင်နှင့်250လက်ရွေးစင်အသင်း၏ဘောလုံးသမားတဦးအဖြစ်ရွေးချယ်ချီးမြှောက်ခြင်းခံခဲ့ရပေသည်ခက်ခဲသောမိမိဘဝအတွေ့အကြုံများဖြင့်နမူနာပြခြင်းအောင်မြင်နေသောပုဂ္ဂိုလ်များဆိုလျှင်အခက်အခဲအမှားအယွင်းမရှိအစစအရာရာအစဉ်ပြေချောမွေ့စွာဆောင်ရွက်နိုင်ခဲ့သူများဟု၍ကြီးအများကထင်မှတ်တတ်ကြသည်ဤသို့မဟုတ်ပါပြဿနာတွေအရေးနှိမ့်မှုတွေဆိုတာလူတိုင်းကြုံရစမြဲလောကဓာတ်သာဖြစ်ကြောင်းလောကလောဆယ်အခက်အခဲကြုံသဖြင့်စိတ်အားငယ်နေသူတွေကိုအတိပေးသင့်သည်ကျွန်တော်အတွေ့အကြုံကိုပင်ပြောပါမည်ကျွန်တော်ငယ်စဉ်ကဆရာဟောင်းဝတ်ဟင်နရစ်ကိုအလွန်သဘောကျသဖြင့်သူတင်ကြားပို့ချနေသည့်ကျမ်းစာသင်ကျောင်းသို့တက်ရောက်ရန်ရွေးချယ်ခဲ့သည်ဆရာကပွင့်လင်းသည်အလွန်လည်းညံ့ချွန်သည်ပြီးကိုယုံကြည်မှုအပြည့်ရှိသည်သူစကားပြောသည့်အခါတိုင်းမှာအဲ့ဒီသူ့အည်အသွေးတွေကိုမြင်နေရလိမ့်ရှိသည်ကျွန်တော်တွေ့ဘူးသမျှဆရာများထဲမှာတော့ဆရာဟင်နရစ်သည်နံပါတ်1ဖြစ်သည်သို့သောဆရာဟင်နရစ်နဲ့တင်နေရင်းကပင်တစ်ချိန်မှာတော့ကျွန်တော်စိတ်တက်ကြလာသည်အကြောင်းကကျွန်တော်ကိုယ်တိုင်အနေနဲ့ဘယ်သောအခါမှဆရာဟင်နရစ်လောက်တော်လာနိုင်မည်မဟုတ်ဟုထင်မြင်မိခြင်းကြောင့်ဖြစ်၏ဒီနေ့တွင်ဆရာဟင်နရစ်ကျွန်တော်စိတ်အခြေအနေကိုဂျဲမိသွားပုံရသည်သို့မဟုတ်တဒန်းလုံးအဲ့ဒီအတိုင်းဖြစ်နေသည်ဟုမြင်ပုံရသည်စာသင်နေရင်ကသင်ငန်းစာတဝက်တစ်ပြက်မှာရက်ကရင်ထဲကစကားတွေတရင်တနည်းသူပြောချသည်သူမော်အောင်မြင်ခဲ့သည့်အကြောင်းတွေကျောင်းဆရာဘဝကိုစွန့်လွတ်ရန်သူအချင်းချင်းစဉ်းစားခဲ့ပုံတွေတစ်ခုပြီးတစ်ခုသူပြောပြသည်သူစကားနားထောင်ရင်ကျွန်တော်တို့မှရဲသည့်အခါရဲလိုက်သူ့ကိုတနာဂိယူနာတက်သည့်အခါတက်သွားလိုက်ဖြစ်နေသည်တဖြည်းဖြည်းကျွန်တော်စိတ်ထဲတွင်အော်ဆရာလဲဒိုးလိုလောကရန်စီမံသမျှခံရတဲ့တာမန်လူသားတဦးပါလားဟု၍သဘောပေါက်လာသည်ဘဝဆိုတာမီတာ100ပြေးပွဲမဟုတ်ဘူးမာရသွန်ပွဲဒီပွဲမှာအနိုင်ရတဲ့သူဟာမင်းတို့ငါတို့လိုပဲမမြန်ဘူးဒါပေမဲ့ဇွဲနဲ့မှန်မှန်လှုပ်သွားကြတဲ့သူတွေများတယ်ဆရာကအဲ့ဒီအားပေးစကားလေးဖြင့်ချုပ်၍ပြောခဲ့သည်ပြီးစလွယ်မပြောနဲ့တချို့ကသူတစ်ပါးအားချင်းမွန်းစကားပြောတော့ပြောသည်သို့တော်ပြီးစလွယ်တမာယိုးကြပြောနေကြစကလုံးများနဲ့ပင်တိတ်တော်တာပဲတိတ်လာတာပဲစသဖြင့်အလွယ်တကူပြောတတ်သည်ချီကျူးရတော့ရောက်ပါသည်သို့တော်တီတီမိမိမရှိချီကျူးခံရသူအတွက်ခွင်အားသိမ့်မဖြစ်တချို့ကချီကျူးစကားတခွန်းကိုစာရပုတ်လိုသေးသေးချာချာစကလုံးကအစာရွေးချယ်ပြင်ဆင်ပြီးမှပြောတတ်သည်စင်စစ်ချီးမွမ်းစကားကိုတကယ်ပင်စာနှင့်ရေးပြီးပြောသည့်အခါလက်ခံရသူအတွက်အလွန်အားဖြစ်ပါသည်အမေရိကန်ကဗျာဆရာဘောဝစ်တမင်မှာနှစ်ရှည်လများအားထုတ်ပြီးကဗျာတွေရေးတော်လဲဘယ်သူကမှစိတ်မဝင်စားသဖြင့်စိတ်တက်ကြနေသည့်အချိန်စာကလေးတစ်ဆောင်ရသည်ဆရာခမများတဲ့စာကအစကြည့်ထားသည်တန်ဖိုးကြီးမားလာတဲ့ဆရာရဲ့ကြပြလက်ဆောင်ဝင်ကိုကျွန်တော်မတိကျိုးကျွန်းပြုမထားနိုင်ပါဘူးဒီနေ့ဒီအမေရိကန်တွေဖန်တီးဖြည့်ဆည်းပေးကြသမျှစာပေအမှုပညာလက်ရာများစွာထဲမှာဆရာရဲ့ level of grade ဟာရတာအမြောက်ဆုံးအလေးနဲ့အခိုင်အမာဆုံးလို့ကျွန်တော်မြင်ပါတယ်ဆရာရဲ့ထူးခြားပြောင်ပြောင်းလာတဲ့စာပေဘဝအစပြုချိန်မှာဆရာကိုကျွန်တော်ကြိုးစိုးနှုတ်ဆက်လိုက်ပါရစေဟု၍ရေးသားထားသည်အောက်တွင်လက်မှတ်ရေးထားသူ
Rep or Rewardro Emerson အမေရိကန်ပြည်အကြီးကျယ်ဆုံးပညာရှိတဦးအဲ့ဒီ Whitman တို့ချီးကျူးစာကို Emerson အလွယ်တကူကောက်ကငင်ကရေးခဲ့သည်မဟုတ်စကလုံးတစ်လုံးချင်းကိုသေသေးချာချာစဉ်းစားရွေးချယ်ကသူစီကုံးခဲ့ခြင်းဖြစ်သည်သူက Whitman ကိုအားပေးလိုသည့်စေနာတသက်ဖြင့်ရေးခဲ့ခြင်းမဟုတ်ရေးသူသည်ချီးမွမ်းစကားသည်ထိုက်ထိုက်တန်တန်အမှတ်တရဖြစ်ဖို့လဲသူရည်ရွယ်ခဲ့သည်သူတစ်ပါးအားပေးခြင်းဟူသည်ခဲရင်သောအလုပ်တစ်ခုမဟုတ်ပါချီးမွမ်းစကားတစ်ခွန်းတာရကဆောင်စရာအဖြစ်ပြက်သို့မဟုတ်ပုံတူပတ်စတစ်ခုခုဖြင့်လဲအရာရောက်တတ်သည်မိမိမျက်နှာသွားပြခြင်းသို့မဟုတ်သွားရောက်လဲပဲခြင်းဖြင့်လဲတစ်ဖက်လူအတွက်အားဖြစ်နိုင်သည်လိုအပ်သည့်အခါအားပေးစကားထက်ထက်တန်တန်ပြောနိုင်တယ်ပိုကောင်းသည်အားပေးစကားချီးမွမ်းစကားဆိုသည်ကမိသူမိဝမဆိုလိုအပ်သည်ကြီးဖြစ်သည်ထို့ကြောင့်တင့်ပတ်ဝန်းကျင်ကိုလှည့်ကြည့်ကအနီးဆုံးလူမှစတင်၍ချီးမွမ်းသောအမှုရာချီးမွမ်းသောစကားများဖြန့်ချီပါလေတင်ချီးမွမ်းသဖြင့်ပတ်ဝန်းကျင်လူများမှာစိတ်သက်ခွင့်အားတွေတိုးတက်လာပါလိမ့်မည်အလားတူသူတစ်ပါးအားခွင့်အားဖြည့်ပေးသောတင်ကိုယ်တိုင်၌လည်းပတ်ဝန်းကျင်မှာပြန်လည်တုံ့ပြန်လာသည့်စိတ်သက်ဆန်းအားများပြေရှမ်းလာမှာမဟုတ်ချဖြစ်ပါသည်တောင်းပန်စကားဆိုရမည့်အချိန်နှစ်ပေါင်းအတော်ကြာပါပြီ။တညကျွန်တော်အိမ်ပြန်ရောက်လာတော့အိမ်မှာကျွန်တော်ဖခင်လည်းအလဲရောက်ရှိနေတာတွေ့ရသည်။အိမ်တော်ရေးမပြေလည်သည့်ဇနီးမောင်နှံတွေပြဿနာမျိုးစုံကိုတနေကုန်ညှိနှိုင်းဖြေရှင်းပေးခဲ့ရသည့်ကျွန်တော်အတော်ပင်ပန်းနွမ်းနယ်လာသည်။သူတို့ကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ကြက်လဲကြလာသည်။ပြတ်တော့မဲ့အိမ်တော်တွေပြန်ပေါင်းစည်းမိအောင်မမ်းမုတ်ပေးနိုင်မဲ့ဂါရတစ်ခုတော့ရရင်သိကောင်းမယ်ကျွန်တော်ပြောမိတော့အဖေပေးပါမယ်ကွာတဲ့အဖေကမဆိုင်မတွဆိုခဲခဲရင်းရင်းတော့မဟုတ်ပါဘူးကွာတောင်းပန်စကားလေးတစ်ခွန်းပါပဲပြဿနာဖြစ်နေတဲ့လင်မယားတွေကိုပြောလင်ကမယားကိုမယားကလည်းလင်ကိုကိုမားသွားပါတယ်ကွာ sorry နော်အဲ့ဒါကျမချွေရင်းချက်ပါကျမတောင်းပန်ပါတယ်စားသဖြင့်အဖူးအတစ်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝင်ချတောင်းပန်တဲ့စကားလေးတစ်ခွန်းဆိုဖို့ပါပဲမင်းအဲ့ဒါစမ်းကြည့်ထိရောက်တာတွေ့ရလိမ့်မယ်ကျွန်တော်စမ်းသက်သုံးဆွဲကြည့်သည်အဖေပြောသည့်အတိုင်းတကယ်မှန်တာတွေ့ရသည်ဝင်ချတောင်းပန်စကားလေးတစ်ခွန်းသည်လူနှစ်ဦးကြားတားဆီးပိတ်ဆို့လာမိတောင်ကြီးများကိုထိရောက်စွာဖယ်ရှားပေးနိုင်ပေသည်နောက်ပိုင်းတစ်လျှောက်လုံးပင်အဖေဂါရာကိုကျွန်တော်သုံးဆွဲခဲ့သည်မသိမမြတ်ဖြစ်နေသည့်ဇနီးမောင်နှံတစ်စုံကျွန်တော်စီကြောင်းလာပြီးဆိုလင်တဦးချင်းတီးခြားစီကျွန်တော်တွေ့ပြီးမေးသည်ခမရဘက်ကအများကြီးတီးခံပြီးနေရတာလေကျွန်တော်သဘောပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်ကိုတခုခုတော့ပြောစမ်းမအောင်ခမရကိုယ်တိုင်ရဲ့အပြုအမူတွေထဲမှာကို့ဘာသာပြန်စဉ်းစားမိတိုင်းအများဆုံးစိတ်မကောင်းဖြစ်မိရတာပါရှိတယ်အဖြေကအမြဲအလွယ်တကူရသည်တော့မဟုတ်သို့တော့မဖြေချင်းဖြေချင်းနှင့်ပဲဖြစ်စေလူတိုင်းထံမှာတော့ကို့အပြစ်အနာစာသို့မဟုတ်ကိုကျူးလွန်မိသည့်အမှားအယွင်းတစ်စုံတရာနှင့်ပတ်သက်၍ဖွင့်ဟဝန်ခံချက်များကျွန်တော်ရရှိမည်ဖြစ်သည်ဝန်ခံပြီးကြပြီဆိုရင်နှစ်ဦးလုံးကိုအတူတကားခေါ်ကကျွန်တော်ရှေ့တွင်တဦးချင်းဖွင့်ဟခဲ့သည့်အချက်ကိုစီကိုထပ်မံပြောဆိုစေသည်စောစောကဒေါသအာဃာတတွေခါးသီးနာကြီးမှုတွေမြည်မြကြီးမားခဲ့သည်ဖြစ်စေမိမိဘက်ကမှားယွင်းခဲ့သည့်အပြုအမူတစ်ခုအတွက်ဝမ်းနဲ့ကြေကွဲမိကြောင်းတခွင်းမြဖွင့်ဟပြောဆိုလိုက်လျင်ပင်နှစ်ဦးကြားတည်ရှိနေသည့်အတားအဆီးများကိုဖယ်ရှားရန်အတွက်လမ်းစာတစ်ခုပွင့်လာပေသည်သို့တော့အမားကိုဖွင့်ဟပြောဆိုရုံမျှနှင့်တော့ငါတောင်းပန်ပြီးယူဆ၍မရမိမိလွဲမားစွာလောက်ကင်ပြောဆိုမိသည့်အရာတစ်ခုကြောင့်မိမိတို့အကြားဆက်ဆံရေးပြက်ပြားခဲ့ရသည်ငကိုမူလရှိခဲ့သည့်ချစ်ခင်ကျင်နာသောဆက်ဆံရေးကိုမိမိတန်ဖိုးထားသည်တည်ယွန်းသွားတာကိုပြန်လည်ပြင်ဆင်လိုသည်ငကိုမူလအနေထားမျိုးပြန်လည်တိဆောက်ထိမ့်သိမ်းလိုသောဆန္ဒမိမိမှာရှိသည်ဆိုတာပေါ်လွင်အောင်ပြသမှသာဝင်ချတောင်းပန်မှုတစ်ခုတကယ်ပြည့်စုံပေသည်ဒီအလောက်ကလွယ်သည်တော့မဟုတ်ပါမိမိမှားယွင်းခဲ့ကြောင်းဖွင့်ဟဝန်ခံရသည်မှာမျက်နာပူစရာရှက်စရာအတော်အခံရခတ်သည့်အနေအထားတစ်မျိုးဖြစ်သည်သို့သောစိတ်ထဲမှာယတိပြက်ဆုံးဖြတ်ပြီးပြီဆိုရင်တော့တိတ်ခါတွေမာနတွေကိုမျိုးချပြီးပွင့်ပွင့်လင်းလင်းပြက်ပြက်သားသားတာလို့တော့ရင်ထဲရှင်းလင်းပေါ်ပေါက်သွားပြီစိတ်ချမ်းသာပြီကျမ်းမာရေးနဲ့လည်းညီညွတ်သည်အမှန်စစ်စစ်ကျွန်တော်တို့လူသားတိုင်းပင်လိုအပ်သည့်အခါများတွင်တင့်တော်မှန်ကန်စွာဝင်ချတောင်းပန်တတ်သည့်အလေးထားရှိဖို့လိုသည်ကို့ဘာသာဖြောင်းဖြောင်းမှန်မှန်ပြန်စဉ်းစားကြည့်တယ်သူတစ်ပါးအပေါ်ကိုမညာမတာဝေဖန်မိပြစ်တင်ပြောဆိုမိတာကိုအတင်းနေရဝင်ယူမိသဖြင့်မိတ်ဆွေတယောက်မှထိခိုက်နစ်နာသွားတာစသဖြင့်တစ်ဖက်သားကိုအားနာစရာကိစ္စတွေမနှဲလာတာတွေ့ရမည်
အဲ့ဒီအထက်ကဘယ်နှကြိမ်များမှာကျွန်တော်တို့ဝမ်းထဲကြောင်းကောင်းမှန်စကားဆိုဘူးပါတဲ့စရင်ချကြည့်မိဆိုရင်ကြောက်စရာပြန်၍မတွေးချင်စရာဘာကြောင့်လဲသူတစ်ပါးအပေါ်သေးသေးမွားမွားဖြစ်စေမတရားမှုတစ်ခုတူလိုက်မိသည့်အခါအပေါ်ယံကြောအားဖြင့်သာအမှုမထားလို့တလို့နေမိတတ်တော်လေမိမိစိတ်အတွင်းထဲအနက်ဆိုင်တဲ့တွင်ကိုချင်းသိက္ခာကိုထိန်းသောအစိတ်အပိုင်းကတော့အနောက်ရှက်ဖြစ်သွားတတ်ကြောင်းပင်မိမိအပြစ်ကိုဝန်ခံခြင်းရင်းအတွက်ဝမ်းနေကြောင်းဖွင့်ဟပြောဆိုခြင်းပြုမိမိမှသာစိတ်အတွင်းပိုင်းမှာပြန်လည်ရှင်းလင်းပေါ်ပါသွားပေသည်ဝယ်လရှာပြီးဖြစ်သည့်ကျွန်တော်မိတ်ဆွေတမားတော်ကြီး Clarence Liet သူ့လူနာတယောက်အကြောင်းတစ်ခါကပြောမှုပါသည်၎င်းလူနာကခေါင်းကိုက်ခြင်းအိမ်မက်ပြောခြင်းအစာမကြေခြင်းဘိုင်းအောင်ခြင်းစားသည့်လက္ခဏာမျိုးစုံဖြင့်ရောက်လာလိမ့်ရှိသည်သူ့အားမြည်များပင်စမ်းသက်စစ်ဆေးတော်လဲယောဂဝေဒနာများဖြစ်ပေါ်ရသည့်ကိုယ်ကာယပိုင်းဆိုင်ရာအကြောင်းရင်းတစုံတရာများဖော်ထုတ်၍မရခဲ့သို့နှင့်နောက်ဆုံး၌ဒေါက်တာလီယက်စ်ကသူ့အားကဲခမည်းစိတ်ထဲမှာအနှောက်အယှက်အစွဲလန်းကြီးဖြစ်နေတာကိုလိပ်ပြာကကိုကိုပြန်ချောင်းလန့်နေတာဘာရှိသလဲခမည်းအဲ့ဒါကြီးကိုဖွင့်နိုင်ရင်ဖွင့်လိုက်ဒါမှမဟုတ်ရင်တော့ကျွန်တော်လည်းခမည်းကိုကောင်းအောင်ကုနိုင်မယ်မထင်ဘူးဟုပြောလိုက်ရသည်တို့တိုင်အောင်လူနာခမည်းမှာချက်ချင်းဖွင့်ရနိုင်ရှာသည်မဟုတ်အချိန်တော်ကြာအောင်ပင်စိတ်ဆင်းရဲခြင်းကြီးစွာခံစားနေပြီးမှသူကျူးလွန်ခဲ့သည့်အမားကိုဝန်ခံပြောဆိုသည်ဖခင်ထားရခဲ့သောအမွေနှင့်များကိုတာဝန်ယူခံခွဲရသူအနေနဲ့သူကတိုင်းတစ်ပါးတွင်နေသောညီငယ်ရသင့်ရထိုက်သည့်အစိတ်အပိုင်းများကိုလိမ့်လည်လှည့်ဖျားရယူထားတာတွေ့ရှိခဲ့သည်ယခုအဲ့ဒီပြစ်မှုကသူ့စိတ်ကိုနှိပ်စက်နေခြင်းဖြစ်သည်ဒီတွင်ဆရာဝန်ကသူ့အားညီဖြစ်သူထံချက်ချင်းစာရေးခိုင်းသည်မိမိရဲ့ပြစ်ကိုဝန်ခံပြီးနောက်မိမိအားခွင့်လွှတ်ဖို့တောင်းပန်ထို့နောက်သူ့အားပထမအရစ်ရော်ဂျေးပေးသည့်အနေဖြင့်တင်းတင့်သောငွေပမာဏကိုတပါးတည်းပို့ပေးရန်တိုက်တွန်းသည်စာရေးပြီးစာရီထဲတွင်ချက်လက်မှတ်ပါထည့်ပြီးနောက်စာရိုက်ပုံးစီသို့ပို့လိုက်သည်စာရိုက်ပုံးထဲတွင်ဝန်ခံစာရော်ဂျေးပေးစာရောက်ရှိသွားသည်နှင့်တပြိုင်နက်လူနာမှာမျက်ရည်တွေတွန်းတွန်းစီးချလာပြီးဆရာဝန်အားကြည့်ကကျေးဇူးတင်လိုက်တာဆရာရဲ့ကျွန်တော်စိတ်ထဲမှာယောဂတွေအလုံးတစ်ခါတည်းကောင်းသွားပြီထင်တာပဲဟုဆိုလေသည်တကယ်လဲစာထည့်ပြီးသည့်နောက်တွင်သူ့ယောဂအားလုံးပျောက်ကင်းသွားခဲ့သည်ရင်ထဲနှလုံးသားထဲကလာသည့်စစ်မှန်သောဝင်ချတောင်းပန်စကားတစ်ပွင့်သည်ပြည့်ယွန်းခဲ့သောဆက်ဆံရေးတစ်ခုပြန်လည်ကောင်းမွန်လာအောင်ကုစားပေးနိုင်ုံသာမကရခင်ကထက်ပို၍ခိုင်မာအောင်ပင်အားဖြည့်ပေးနိုင်သောသဘောရှိသည်လွန်ခဲ့သောနှစ်အနည်းငယ်ကကျမ်းစာသင်ကျောင်းတစ်ကျောင်းသည်ကျွန်တော်၏ဘာသာရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍အတော်ပြင်းပြင်းထန်ထန်ဝေဖန်လျက်ရှိခဲ့သည်အထူးသဖြင့်ရင်းကျောင်းမှပါမောက္ခတယောက်သည်ကျွန်တော်အားသူအထင်အမြင်သေးစေမည်ဆိုးဆိုးရွားရွားစကားလုံးများဖြင့်ကဲ့ရဲ့ရှုံချပြောဆိုနေခဲ့သည်သူစကားတွေတဆင့်ပြန်ကြားရသည့်အခါတိုင်းမှာကျွန်တော်မှစိတ်မချမ်းမသာဖြစ်ရသည်သို့သောဘာမျှခွင့်တော့မပြန်ဘဲတိတ်ဆိတ်စွာပင်မျိုးသိမ့်၍နေခဲ့သည်တနေ့သောအခါတွင်မူ၎င်းပုဂ္ဂိုလ်ထံမှစာတစ်စောင်ကျွန်တော်ရလေသည်၎င်းပုဂ္ဂိုလ်သည်ကျမ်းစာသင်ဆရာအလုံးမှနေ၍သက်ဆိုင်ရာသာသနာမှုနယ်ပယ်တစ်ခုသို့တာဝန်ယူသည့်အခါသာသနာဝန်ထမ်းဘဝသို့ကူးပြောင်းခဲ့သည်ဖြစ်ရာလက်တွေ့ကွင်းဆင်းဆောင်ရွက်ရသည့်အဲ့ဒီအချိန်အခါတွင်မူကျမ်းစာပါဘာသာရေးအယူဆတို့ကိုလူတို့၏လက်တွေ့ဘဝလိုအပ်ချက်များနှင့်ဆက်ဆက်သုံးသပ်မိတာခဲ့သည်တစ်ချိန်ကကျွန်တော်အပေါ်သူဝေဖန်သုံးသက်အကဲဖြတ်သည်များမှားယွင်းခဲ့ကြောင်းဖွင့်ဟဝန်ခံကသူ၏တောင်းပန်ချက်ကိုလက်ခံနိုင်လိမ့်မည်ဟုမျှော်လင့်ပါကြောင်းသူ့စာတိုင်း၌ခေါ်ပြပါရှိသည်သူ့အပေါ်၌ရှိတန်သည်ရှိနေအောင်မည်ဖြစ်သည့်ကျွန်တော်၏အာဃာတစိတ်တို့သည်သူ့စာကိုဖတ်လိုက်ရသည့်အခိုက်အတန့်မှာပင်တစိုးတစည်းများမကြံအောင်ရုပ်ချီပြောက်ွယ်သွားသည်ဟုကျွန်တော်ခံစားလိုက်ရသည်ကျွန်တော်သည်သူ့ကိုတကယ်ပင်နှစ်ချိုက်ခင်ခင်မင်မင်ဖြစ်သွားကသူ့စာကြောင့်ကျွန်တော်စိတ်၌မိတို့လှိုက်လဲစွာခံစားရကြောင်းစာတစ်စောင်ချက်ချင်းကောက်ရေးလိုက်မိသည်အဲ့ဒီအချိန်မှစတင်ကသူနှင့်ကျွန်တော်မိတ်ဆွေအရင်အချာဖြစ်သွားခဲ့ကြသည်တချို့ကမိမိဝင်ချတောင်းပန်စကားကိုတစ်ဖက်လူလက်မခံဘဲတင်းတင်းမာမာညှင်းဆန်မှာကိုစိုးတတ်သည်တကယ်လဲအဲ့ဒီလိုတူတူခါခါသမားမျိုးရှိနိုင်ပါသည်သို့သောအရေးအတွက်လွန်နေပါလိမ့်မည်တနှုံတွေးကအချိန်ချင်းအဖန်ဖန်ခံစားနာကြီးနေဒေါသထွက်နေရသောအဖြစ်သည်အလွန်ဆိုးပါသည်ဒီစိတ်အနှောက်အယှက်ကြီးကြောင့်တခြားလှုပ်ရှားကိုင်စားရှိသည်များ၌ပါအာယုံစူးစိုက်မှုလျော့နေကစွမ်းဆောင်ရည်များကျဆင်းစေပါသည်ဒီအနေထားကိုမြည်သူများကြာရှည်မခံစားခြင်းဒီအချိန်မျိုးမှာတစ်ဖက်လူကဝင်ချတောင်းပန်စကားဆိုလာ၍မိမိလည်းကြည်ကြည်နက်နက်လက်ခံနိုင်ခဲ့မည်ဆိုကစောစောကမိမိကိုနှိပ်စက်နေသောချင်းအရာမှန်သမျှရုပ်ချီပြောက်ွယ်ကသက်သာငြိမ်းချမ်းသောအနေအထားကိုပြန်လည်ရရှိမည်ဖြစ်သည်တို့ဖြစ်လင်
ဝင်ချတောင်းပန်စကားကျွန်တော်ဝမ်းနေပါတယ်ခင်ဗျာဆိုသောစကားကိုဘယ်ပုံဘယ်နည်းဖြင့်ပြန်ပြောမိနည်းဇနီးမောင်နှံများတင့်မြတ်အောင်ဆောင်ရွက်ရတိုင်းကျွန်တော်အကြံပေးလေသုံးစွဲလေရှိသည့်နည်းလမ်းတချို့ဖော်ပြပါမည်နံပါတ်1ဝင်ချတောင်းပန်မှုကိုစကားလုံးများအပြင်နှုတ်ဖြင့်သို့မဟုတ်စာဖြင့်မပြုလုပ်နိုင်ကသွယ်ဝိုက်သောနည်းလမ်းများဖြင့်သို့မဟုတ်အမတ်တင်ကိတာများအပြင်ပြုလုပ်၍ရနိုင်သည်ဥပမာကြောက်ကစားဖြစ်ပြီးသည့်နောက်တွင်ပန်းစည်းလေးပေးပါကရန်ဖြစ်စဉ်ဒေါသလျောက်ပြောခဲ့သည့်ခက်ထန်ကြမ်းတမ်းသောစကားလုံးများအတွက်နာကြီးနေမှုများအတန်အသင့်ပြေလျော့နိုင်သည်အလားတူပင်စာရေးစပွဲမှာခေါင်းအောင်မှာစသဖြင့်တယောက်တည်းရှိချိန်တွေ့နိုင်မည့်နေရာတစ်ခုခုအောက်မှာလက်ဆောင်ပစ္စည်းတစ်ခုခုထားပေးခြင်းစိန်ကနေသူအနီးသို့ချီကက်ကလက်ကိုအသာအရစုပ်ကင်ခြင်းစားသည်တို့သည်လည်းခွင့်လွှတ်ကြံတောင်းပန်ခြင်းနှင့်အတူမူလကရှိခဲ့သည့်ချစ်ခင်ကျင်နာမှုကိုပြန်လည်ပေါ်ကျူးရာရောက်သည့်တန်ဖိုးရှိလာသောနှလုံးသားဘာသာစကားများဖြစ်ပေသည်နံပါတ်2ဝင်ချတောင်းပန်ခြင်းဟူသည့်ဆက်ရွံ့စရာကိစ္စတစ်ခုမဟုတ်ကြောင်းလည်းသိမှတ်ထားဖို့လိုသည်မိမိချိုယွင်းမှုအတွက်ဝင်ချတောင်းပန်သဖြင့်တိတ်ခါမကြအောင်မကြရင်းကျက်သူရိုးသားဖြောင့်မတ်သူဖြစ်ကြောင်းပြသရာရောက်သည်တရားမှပုဂ္ဂိုလ်ကြီးတွေလည်းလိုအပ်သည့်အချိန်မှာဝင်ချတောင်းပန်ရန်ဝင်မလေးကြအမေရိကန်ပြည်တွင်းစစ်ကာလGettysburg တိုက်ပွဲတွင်အရေးနှိပ်ပြီးနောက်ဗိုလ်ချုပ်ရောဘတ်အီလီသည်အယိုးကြည်ကြည်အရေးခန်းခန်းတိုက်ခဲ့သောသူ့စစ်သည်များအားမိမိတို့အောင်ပွဲမရခဲ့ခြင်းသည်မိမိတို့တဦး၏ချိုးရင်းချက်တောင်ဖြစ်ကြောင်းဝန်ချပြောဆိုခဲ့သည်ဗြိတိရှဝန်ကြီးချုပ်ချာချီသည်ဒုတိယကမ္ဘာစစ်ကာလအတွင်းမဟာမိတ်ခေါင်းဆောင်တဦးအဖြစ်လက်တွဲခဲ့ရသည့်အမေရိကန်သမ္မတထရူမင်းအားအစပထမတွင်အထင်အမြင်သေးသေးနှင့်ဆက်ဆံခဲ့၏ထရူမင်း၏အည်သွေးများကိုမြင်လာပြီးသည့်နောက်တွင်မူ၎င်းအားမိမိအကြီးအကျယ်ရှော့တွက်ခဲ့မိကြောင်းတောင်းပန်စကားနှင့်ချီးကျူးစကားကိုလှပစွာတဲဆွေ၍ပြောဆိုခဲ့သည်နံပါတ်3ဝင်ချတောင်းပန်စကားတက်ခွင့်သည်အမှန်တကယ်ဝမ်းနည်းမှုနောင်တရမှုများမပါဘဲအပေါ်ယံကြောပြောခြင်းဖြစ်ကရင်းနိုင်ပါတကိုးအာနိသင်များမရှိပေလိပ်ပြမလုံခြင်းကြောင့်ဖြစ်သောစိတ်ထောင်းကိုကြည်ဝေနာမျိုးသည်နှုတ်ဖျားသက်မှထွက်သည့်တောင်းပန်စကားတစ်ခုကြောင့်သက်သာပျောက်ကင်းမသွားနိုင်ထို့ကြောင့်တောင်းပန်စကားဆိုသည့်အခါမျိုးတွင်တကယ်နှစ်ကာပြည့်ပြည့်ဝဝယုံကြည်မှုရှိစွာပြောဆိုဖို့လိုပေသည်နံပါတ်4ဝင်ချတောင်းပန်စကားကိုဂုံသေးရှိစွာပြောတတ်ဖို့လိုသည်တောင်းပန်စကားဆိုသည့်တိုင်းဒူးထောက်เสียမလို့မိမိသည်ရခင်ကအမားကိုယခုပြန်အောင်ပြင်နေယခုမှန်အောင်ပြင်နေခြင်းဖြစ်ရာရင်းအတွက်ပင်တင့်တင့်လျောက်ပတ်သောပြုမှုခံယူထိုက်နေပြီဖြစ်သည်နံပါတ်5ဝင်ချတောင်းပန်မိကိစ္စကိုစောစောစီးစီးမြန်ဆန်ဆောင်ရွက်လိုက်တာအကောင်းဆုံးဖြစ်၏အချိန်ဆိုင်နေလင်လောက်ရပိုခတ်လာတတ်၏တခါတရံမူလုံးဝပင်နောက်ကျကတောင်းပန်ရန်အခွင့်အလမ်းမရှိဖြစ်သွားတတ်သည်တခါကကျွန်တော်ဒီဖောင်ဒေးရှင်းကြီးတစ်ခု၏ဘန်နာထိန်အဖွဲ့တွင်ပါဝင်ခဲ့၍ဖောင်ဒေးရှင်းတွင်ဒိုင်တာအဖြစ်ဆောင်ရွက်နေသောပုဂ္ဂိုလ်မှာအသက်ကြီးရင့်သူတဦးဖြစ်ပြီးသူ့လက်အောက်မှပုဂ္ဂိုလ်များတက်ကြွလွန်နေသည်လူငယ်တဦးဖြစ်၏၎င်းလူငယ်ကဒိုင်တာနေရာတွင်သူ့ကိုခန့်အပ်တဲ့ကြောင်းတင်ပြလာသည့်အခါကျွန်တော်တို့ကလည်းအပြောင်းအလဲကိုလိုလားသဖြင့်ထောက်ခံမဲပေးခဲ့ကြသည်သို့သောချက်ချင်းဆိုသလိုပင်ကျွန်တော်တို့အကြီးအကျယ်မှားသွားပြီဖြစ်ကြောင်းမူလဒိုင်တာကြီးအားကျွန်တော်တို့လုံးဝမထွက်ခိုင်းတဲ့ကြောင်းသဘောပေါက်လာကြရသည်ဒီပုဂ္ဂိုလ်ကြီးကဝင်ချတောင်းပန်စကားပြောကြပြီဟုကျွန်တော်ဆုံးဖြတ်ခဲ့သည်သို့သောအခွင့်အခါကြုံလီမလားစောင့်ဆဲနေစဉ်မှာနှလုံးရောဂါဖြင့်သူကွယ်လွန်သွားခဲ့သည်တောင်းပန်စကားတစ်ခွန်းတွေးတင်ကြံရသောကျွန်တော်မှာသူနှင့်ပတ်သက်၍ယနေ့တိုင်ရင်ထဲမှာမရှင်းအပြစ်ရှိသလိုရှက်ရွံ့အားနာသလိုခံစားရမည်ခံစားနေရစေဖြစ်သည်နံပါတ်6တစုံတစ်ယောက်ကတင့်အပေါ်မှာအမှားအယွင်းတစ်ခုကျူးလွန်ခဲ့ရာဒီအတွက်ယင်းပုဂ္ဂိုလ်ကတင့်အားမြည်သည့်နည်းနှင့်မဆိုတောင်းပန်ရလိမ့်မည်ဟုတင်ယူဆထားသည်ဆိုပါတော့အကယ်၍သူ့ထံမှအရေးရောင်လုံးဝပြမလာခဲ့လင်လေကြိတ်မနိုင်ခဲမရဒေါသမထွက်ပါနဲ့စိတ်ကိုတီတီငြိမ်ငြိမ်ထားကအကျိုးတင်အကြောင်းတင်လုံးနိုင်ရန်သာတတိထားပါဖြစ်နိုင်ရင်ဂျားကမိတ်ဆွေတဦးထံမှတဆင့်မိမိအနေထားကိုတစ်ဖက်လူသဘောပေါက်အောင်တနည်းနည်းနဲ့အတိပေးသင့်သည်ဝင်ချတောင်းပန်လင်သစ်စိတ်ထဲကအကျေအခဲတွေပျောက်ကွယ်သွားမည်ဆိုကြတာတောင်းပန်ခါမှရှူးရှူးရှားရှားလောက်တာမျိုးဖြစ်မှာမဟုတ်ဘူးဆိုတာသူသိလင်ဝင်ချတောင်းပန်ရမှာသူနှောင့်နှင်းမိမီမဟုတ်ပေတောင်းပန်ခြင်းဖြင့်သူ့ရင်ထဲမှာလည်းရှင်းလင်းပေါ်ပါသွားနိုင်မည်မဟုတ်လားနံပါတ်9ကိုယ့်ဘက်ကအမားတစုံတရာမရှိပါပဲလျက်တစ်ဖက်လူနှင့်ပြည်လေလိုမှုတက်အတွက်ကိုကတောင်းပန်စကားဆိုခြင်းမျိုးကိုလုံးဝရှောင်ရှားသင့်သည်ရင်းအပြုတ်မှုမျိုးမှာစိတ်သက်ကြမ်းကြိုင်မှုမရှိခြင်း
သူရဲဘောကြောင့်ချင်းကိုပြသသည့်လက္ခဏာမျိုးဖြစ်၍မည်သူကိုမျှကောင်းကျိုးမပြုပေနံပါတ်၈တပံမိမိစိတ်မကောင်းဖြစ်မိသည့်အရာတိုင်းသည်လည်းဝင်ချတောင်းပန်စရာကိစ္စများမဟုတ်ကြောင်းခွဲခြားသိမှတ်ဖို့လိုသေး၏ဥပမာသင်ကတာဝန်ရှိသူတယောက်ဖြစ်နေပြီးသင်လက်အောက်ရှိဝန်ထမ်းတဦးကသူ၏ချို့ယွင်းမှုကြောင့်အလုံးမှရက်စဲသည်ဆိုပါတော့သူ့အတွက်သင်စိတ်မကောင်းဖြစ်မိနိုင်၏သို့သောဝင်ချတောင်းပန်ရန်ကအကြောင်းမရှိပေနံပါတ်9အကယ်၍သင်အမားပြုဘူးသူမညာမတာဝေဖန်ပြစ်တင်ဘူးသူသို့မဟုတ်လေးလူရှုမိခဲ့သူသာသီများသင်စဉ်းစား၍ရသည်ဆိုပါတော့ယခုချက်ချင်းလက်ငင်းပင်ထား၍တစုံတစ်ခုပြုလုပ်တင်သည်စာလေးတစ်ဆောင်ကောက်ရေးမလားဖုံးတစ်ချက်ကောက်ဆံမလားအမတ်တင်ကြီးတာပစ္စည်းလေးတစ်ခုစာအုပ်တအုပ်ပန်းအိုးလေးတအိုးမုံဘူးတဘူးစားသည်ပေးဖို့မလားဘာပဲဖြစ်ဖြစ်တစ်ခုခုကောက်လို့မည်ဆိုပါကတစ်ဖက်လူကခမည်းနဲ့ကျွန်တော်ကြားမှာအတားအဆီးတစ်ခုရှိနေတာကျွန်တော်စိတ်မကောင်းပါဘူးခမည်းအရင်တုန်းကလိုပြန်ပြီးဆက်သွယ်ပေါင်းကူးခြင်းနဲ့ပြီးခဲ့တာတွေအတွက်အပြစ်တင်စရာရှိရင်လည်းတချို့တဝက်ဖြစ်ဖြစ်အကုန်လုံးဖြစ်ဖြစ်အပြစ်တင်ခံဖို့အသင့်ပါပဲအခုကျွန်တော်ဘက်ကဆောင်ရွက်မှုကလေးကိုကျွန်တော်မှားသွားတယ်ဗျာစိတ်မကောင်းပါဘူးဆိုတဲ့စိတ်အညစ်အကြေးပြေစရာဝင်ချတောင်းပန်စကားပြောကြတဲ့အပြုမှုတရက်အဖြစ်ခံယူလိုက်မယ်လို့မျှော်လင့်ပါတယ်စသဖြင့်ဖွင့်ဟပြောဆိုရာရောက်ပေသည်ကိုပတ်ပါအောင်စီယုံနေမြတခါကကျွန်တော်ဒီနေရန်ရိုက်ဘောလုံးအားကစားကလပ်တစ်ခုတွင်ပါဝင်ခဲ့ဘူး၏ကျွန်တော်တို့အသင်းသားများမှာကစားကွင်းထဲမှာထက်ကလပ်အစည်းအဝေးတွင်စီမံစည်းကမ်းကိစ္စဗန္ဒာငွေကိစ္စများဆွေးနွေးညှင်းခုန်ရ၌ပို၍နင်လာငါလာအကျိတ်နဲ့ရှင်ပြိုင်ကြသောသဘောရှိ၏အကြီးကျယ်ညှင်းခုန်ကြပြီဆိုရင်တချို့ကမိမိဖြစ်စေခြင်းသည့်အရာကိုတိုက်တိုက်တွန်းတွန်းတောင်းတောင်းပန်ပန်ပြောသည်တချို့ကဒေါသနှင့်ပြောသည်တချို့ကထေလုံးငေါ်လုံးတွေသုံးသည်တချို့ကစင်ကြေစီလက်နှင့်ကြိုးချောင်းရုပ်တိနှင့်ပြောသည်သို့သောနောက်ဆုံး၌လယ်ရီဆိုသောရှင်းနေတယောက်၏စကားသာအောင်မြင်သွားစမြဲဖြစ်သည်လယ်ရီကစေးဆက်ညှိနှိုင်းရေးမှာပါတကူသူ့အမူအရာကရင်ကြီးကြီးတိမ်တိမ်မွေ့မွေ့သူဘယ်လိုနီးလန်းတွေတုံးပြီးလှုပ်လိုက်တယ်လဲဆိုတာလဲပြောဖို့ခက်တယ်သို့တော့ဘာပဲပြောပြောနောက်ဆုံးမှာတော့သူ့သဘောပဲလွှမ်းမိုးမြဲဖြစ်သည်သူ့အမြင်သူ့သဘောတွေကလည်းအကျိုးအကြောင်းတော့သိမြဲမြဲဖြစ်ပါသည်သို့တော့ဒီအချက်တစ်ခုတည်းကြောင့်သူအနိုင်ရသွားသည်တော့မဟုတ်သူ့မှာလူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးတိတာထင်ရှားစွာမမြင်ရတော့လဲထိရောက်တာသေချာသောနီလန်းကောင်းများရှိနေသည်ထို့ကြောင့်ပင်သူကအခြားသူများထက်ဆွဲဆောင်စည်းရုံးအားကောင်းနေရခြင်းဖြစ်သည်သူတစ်ပါးတို့ဟာမိမိအမြင်မျိုးရှိလောက်အောင်ဆွဲဆောင်စည်းရုံးနိုင်ခြင်းမှာအဖိုးမဖြတ်နိုင်သောအရေးချင်းတစ်ခုဖြစ်ပါသည်ကျွန်တော်တို့ကိုယ်တိုင်ကလည်းလယ်ရီတို့လိုဆွဲဆောင်စည်းရုံးအားကောင်းသောပုံကိုမျိုးများမှရှိသည့်လူမှုဆက်ဆံရေးနည်းနာများကိုလေးလာကြည့်ရှုအသုံးပြုမိဆိုလဲလာသာတိုးတောင်းခြင်းမိတ်ဆွေနှင့်သဘောကွဲလွဲသည့်ကိစ္စကိုညှိနှိုင်းအဖြေရှာခြင်းကလေးများအားလိမ္မာရေးချရှိအောင်သွန်သင်ဆုံးမခြင်းစသည့်နေ့စဉ်ကြုံတွေ့ရမည့်ပြဿနာများအခက်အခဲများကိုပုံမနိုင်နှင်းစွာတိုင်တွင်နိုင်ကြမည်ဖြစ်သည်ရခင်တစ်ခါတော့ကမူစီယုံရေးဆိုင်ရာနီးနာဆိုသည်များမှာမူတူငါငါအမက်မဲ့သာသုံးလုံးပြောဆိုနေကြတော့လေစီယုံရေးအလွန်ကောင်းလာသည်ဆိုသောပုံကူများမှာပင်မိမိတို့ကျင့်သုံးနေသောဘယ်လိုနီးစနစ်တွေပါဟုရှင်းလင်းပြည်ပြင်းသောမဖော်ပြတတ်ခဲ့ကြယနေ့ခေတ်ကြာမှာသာသူတေသနာပြုချက်ပေါင်းမြောက်များစွာလောက်ကင်ပြီးသည့်နောက်တွင်ပညာရှင်တွေတိတိကျကျဖော်ထုတ်လာနိုင်ကြခြင်းဖြစ်သည်သူတစ်ပါးအားဆွဲဆောင်စည်းရုံးခြင်းနှင့်ဆက်လင်း၍တိတိကျကျဖော်ပြနိုင်သောနည်းစနစ်များစွာရှိကြောင်းကျွန်တော်တို့အားလုံးပင်ယင်းနည်းစနစ်များကိုအတူယူသုံးဆွဲကာဆွဲဆောင်စည်းရုံးမှုတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်းသို့သောဆွဲဆောင်စည်းရုံးခြင်းသည်လိမ်လေလှည့်ဖျားခြင်းမဟုတ်ကြောင်းကိုခေါင်းထဲဆွဲမြဲမှတ်သားထားရန်လိုကြောင်းသူတို့ဒီတို့တင်ပြခဲ့ကြသည်၎င်းတို့အမြင်အရမှုဆွဲဆောင်စည်းရုံးခြင်းဟူသည်မိမိမှာရှိသည့်စိတ်ကူးစိတ်သန်းများအတွက်အသင့်တော်အလိုက်ဖက်ဆုံးဝင်းကျင်အနေထားတစ်ခုရအောင်ဥစွာဖန်တီးပြီး၎င်းနောက်တွင်မှရင်းတို့ကိုထိရောက်စွာပိုးဆောင်ဖြန့်ချီးပေးခြင်းပင်ဖြစ်သည်ဒီအတွက်ကျင်းဆောင်ရန်နီလန်း6သွယ်ကိုအောက်မှာဖော်ပြလိုက်ပါသည်ရင်းတို့ကိုအသုံးပြုခြင်းဖြင့်မြည်သူမဆိုနေ့စဉ်ဘဝကြုံတွေ့ရမည်အနေအထားများတွင်မိမိသဘောမိမိအမြင်များကိုသူတစ်ပါးတို့ပို၍နားနဲ့လက်ခံလာအောင်စည်းရုံးနိုင်ကြမည်ဖြစ်ပါသည်နံပါတ်1မိမိအရင်းနှီးအကျွမ်းကျင်ဆုံးတွင်းကိုအသုံးပြုပါဘေးအိမ်ခြံမှတစ်ကိုင်းကိုခြံပေါ်ကြားနေသည့်ကိစ္စကိုအိမ်ကြီးချင်းအားပြောရမည်ဆိုပါစို့သူ့အိမ်တို့တင်သွားမည်လားသို့မဟုတ်သူ့အားမိမိအိမ်တို့ဖိတ်ကြားမည်လားလူအများစုတို့ပင်သူတစ်ပါးနေရာထက်
ကိုနေရာကိုဝင်းကျင်၌ပို၍စီယုံဆွဲဆောင်နိုင်စွမ်းရှိတတ်ကြ၏ထို့ကြောင့်ကျွမ်းကျင်လိမ္မာသောစေးဆက်ညှိနှိုင်းရေးသမားများသည်အရေးကြီးသည့်တွဲဆောင်ဆွေးနွေးပွဲများကိုသူတစ်ပါးပတ်မှထက်ကိုနေရာကိုရုံးခန်းများမှာကျင်းပနိုင်အောင်တတိပြုစီစဉ်တက်ကြခြင်းဖြစ်သည်ယင်းနီးစနစ်ထိရောက်အောင်မြင်ကြောင်းလဲသူတေသနပြုချက်များ၌တွေ့ရသည်စမ်းသပ်မှုတစ်ခု၌စိတ်ပညာရှင်တစ်စုသည်တက္ကသိုလ်ကျောင်းသား60တို့အားသူတစ်ပါးအပေါ်လွှမ်းမိုးနိုင်မှုစွမ်းအားအနည်းအများကိုစီစစ်ကာလွှမ်းမိုးမှုအနည်းဆုံးလူလွှမ်းမိုးမှုအများဆုံးလူတာမန်ပြန့်မြအဆင့်လူဟူ၍အမျိုးအစားခွဲသည်ထို့နောက်တစ်မျိုးစီမှလူတစ်ယောက်စီပါဝင်သည့်3ယောက်တွဲအစုများစုပွေးပြီးရင်းတစုစီအားတက္ကသိုလ်ရန်ပုံငွေဖြတ်တောက်လျှော့ချရေးနှင့်ပတ်သက်၍ဖြေနိုင်စရာရှိသည့်အစီအစဉ်10ခုအနက်မည်သည့်အစီအစဉ်သည်အကောင်းဆုံးဖြစ်ကြောင်းအချင်းချင်းဆွေးနွေးညှိနှိုင်းကာမိမိတို့၏အစု၏သဘောထားအဖြစ်ရွေးချယ်ဆုံးဖြတ်ပေးစေသည်အစုတစု၏ဆွေးနွေးပွဲများကိုတနေရာသည်တီးသန့်ကျင်းပသည့်အခါအစုတစ်ဝက်ကိုလွှမ်းမိုးမှုအများဆုံးကျောင်းသားတို့၏အခန်းများတွင်၎င်းကျန်အစုတစ်ဝက်ကိုလွှမ်းမိုးမှုအနည်းဆုံးကျောင်းသားတို့၏အခန်းများတွင်၎င်းအသီးသီးကျင်းပစေသည်ထို့နောက်ဆွေးနွေးပွဲများ၏ရလဒ်ကိုသုံးသပ်သည့်အခါရေဘူးအားဖြင့်ဧည့်သည်တို့သည်အခန်းရှင်ကျောင်းသား၏သဘောထားဘက်သို့လိုက်ပါကြကြောင်းနှင့်အခန်းရှင်သည်သူတစ်ပါးအပေါ်လွှမ်းမိုးမှုအ ਨੇ ဆုံးအုပ်စီးဝင်ဖြစ်လင်ပင်ဧည့်သည်များသည်အစာပိုင်း၌သာသူ့အားစမ်းကျင်တတ်ကြကြောင်းတွေ့ရှိရသည်ထို့ကြောင့်ယင်းသို့သောဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရသည့်အခါတွင်မိမိအိမ်မိမိရုံးခန်း၌မပြုလုပ်လင်ပင်မလုပ်ဖြစ်လင်ပင်တစ်ဖက်လူတပန်းတာမိနေရာဌာနမျိုးသို့မလိုက်ပဲဂျားခွန်းတနေရာကိုရွေးချယ်ပြအောင်သတိပြုဖို့လိုပေသည်နံပါတ်2အတင်းတဲဆုံးတွင်ပြင်မှုဆိုင်ရာရှိပါသည်နံပါတ်2အတင်းတဲဆုံးတင်ပြတောင်းနံပါတ်2အတင်းတဲဆုံးတွင်ပြင်မှုရာရှိပါသည်တစုံတရာတင်ပြတောင်းဆိုရ၌လူအများပါဝင်လက်မှတ်ရေးထိုးကြရန်တင်လိုက်လံစည်းရုံးနေသည်ဆိုပါစို့တသက်ရတာတာနာနာဖြစ်အောင်သင်ဂရုတစိုက်ဝတ်စားဆင်ရင်ဖြစ်ပါမည်လားများသောအားဖြင့်တော့ကျွန်တော်တို့စိတ်တွင်တို့ကလူတယောက်ကိုအပေါ်ယံအစဉ်အပြင်ထက်သူဘာပြောသလဲသူသဘောကဘာလဲဆိုတာသာအဓိကထားသည်ဟုမြင်လေးရှိနိုင်ကြသည်သို့တော်လေးလာချက်များအရာမူရင်းနှင့်ပြောင်းပြန်ဖြစ်နေတာတွေ့ရှိရမည်စမ်းသပ်မှုတစ်ခု၌စိတ်ပညာရှင်တယောက်သည်ကျောင်းသား68ယောက်တို့အားတက္ကသိုလ်စားတောက်ခန်းမများတွင်နနက်စာနှင့်နေ့လယ်စာ၌အသားဟင်းကျွေးခြင်းတို့ကိုစန့်ကျင်သည့်အဖွဲ့တစ်ခုအတွက်ထောက်ခံသူများရအောင်စီယုံရန်စေခိုင်းသည်ကျောင်းသားများအနက်တဦးလင်လမ်းသွားလမ်းလာ4ဦးစီအားချီးကဲ့၍ပြောဆိုစီယုံရမည်ဖြစ်၏စမ်းသပ်မှုတွင်ပါဝင်သူ68ဦးတို့အားရုပ်စင်းအင်ကနှုတ်သက်ရှာသွက်မှုယုံကြည်ဖွယ်ရှိမရှိစီယုံဆွဲဆောင်စီယုံမှုစွမ်းရည်အ ਨੇ အများဉာဏ်ရည်အနေအမြင့်စားသည်တို့ကိုဆက်လင်း၍ကြိုတင်စစ်စစ်ကခွဲခြားသတ်မှတ်ထားပြီးဖြစ်၏အဲ့ဒီနောက်တွင်မှ၎င်းတို့၏စီယုံမှုရလဒ်များကိုကြည့်ကာပြန်လည်သုံးသပ်သည့်အခါအခြားအည်သွေးချင်းတူပါကတရက်သားနာ၍ရှုကျင်စပွဲအစဉ်အပြင်ရှိသူတို့သည်သူတစ်ပါးအားဆွဲဆောင်စီယုံရ၌များစွာပို၍အောင်မြင်မှုရှိကြကြောင်းတွေ့ရှိရပေသည်နံပါတ်3တစ်ဖက်လူနှင့်ထပ်တူပြုပါလူငယ်တစုအားရက်ွက်တန်ရှင်းရေးအစီအစဉ်တစ်ခုတွင်ပါဝင်လိုစိတ်ထက်သန်လာအောင်သင်စည်းရုံးသည်သို့သောသူတို့ကစိတ်မပါတခြားတနေရာသာသွားကျင်နေကြသည်ဆိုပါစို့သူတို့စိတ်ဝင်စားလာအောင်သင်ဘယ်လိုလုပ်မည်နည်းကျွန်တော်မိတ်ဆွေရဲ့အလန်ဘရောင်းနဲ့အတူနွေအားသည်ဇက်ယုံတယုံကျွန်တော်တာဝန်ယူဘူးသည်အလန်ကယူပဗေဒပညာရှင်တဦးဖြစ်သည်ပြောရမယ်ဆိုရင်ဇက်သက်ပင်နဲ့တခြားသည်သို့တော်တရုတ်ဆောင်တွေဇက်ယုံအလုပ်သမားတွေနယ်မြေမှတာဝန်ရှိပုဂ္ဂိုလ်တွေကသူနဲ့ဆိုရင်အရန်အဆင်ပြေတာအလွယ်တကူပူးပေါင်းဆောင်ရွက်တကြတာကျွန်တော်အံ့ဩစွာမြင်တွေ့ရသည်ထိုအခါ၌ရေပိုက်တွေသည့်အလုသမား2ယောက်နဲ့သူဗရွတ်တွတွေရှောက်ပြောနေတာကျွန်တော်မလန်းမကန့်ကကြားပြီးပြုံးမိသည်ဟဲ့လူခမည်းဟိုလူတွေကိုဘာမဟုတ်တရုတ်တွေရှောက်ဖြီးနေတာလဲခမည်းလဲဇက်စင်မော်ရောက်တရုတ်ဆောင်ဖို့ကောင်းတယ်နောက်ပိုင်းကျွန်တော်ကပြောတော့သူနားမလည်နိုင်တယ်လို့ဖြစ်နေသည်တကယ်နိုင်လေသူကတမင်တကာသူတော်ဘာကြိုက်အောင်လိုက်ရောနေခြင်းမဟုတ်သူ့ပင်ကိုယ်တော်ဘာဝအရာပင်လူတစ်ဖက်သားတို့နှင့်ရောနှောလွယ်သည်ဖြစ်ရာအောက်ခြေအလုပ်သမားများနှင့်စကားပြောချိန်၌ပညာတတ်လေတံပျောက်ကစကလုံးအတုံးတုံးတွေပါပြောင်းပြန်ဖြစ်ခြင်းကိုသူ့ဘာသာပင်သတိမထားမိခြင်းဖြစ်သည်ကျွန်တော်ရှင်းပြတော့သူရဲ့သည်ကျွန်တော်ကဖြီးတာမဟုတ်ပါဘူးဗျာတကယ်ရိုးရိုးသားသားဒီလူတွေကိုခင်တာပါကျွန်တော်နဲ့သူတို့နဲ့အဆင်ချင်းမတူဘူးလို့ကျွန်တော်သဘောမထားတဲ့အကြောင်းလဲပြ
ပြတာလဲပါတာပေါ့ဗျာလူတွေမှာကဒါတွေလိုတယ်ဗျအဲ့ဒါအလုပ်လဲဖြစ်တယ်သူကဆိုတယ်လူတယောက်ရဲ့အကြိုက်ကိုပြောင်းလဲလိုသူသည်၎င်းနှင့်မိမိမိမြတူညီကြောင်းပြသနိုင်ဖို့လို၏များများတူပြနိုင်လေ၎င်းလူပြောင်းလဲအောင်များများဆွဲဆောင်နိုင်လေဖြစ်သည်ဟုသူတေတီတို့ဆိုကြသည်လူတွေမှာကကိုယ်အထဲကလူပြောလင်ယုံကျင်တတ်သောသဘောတစ်ခုလည်းရှိသည်မဟုတ်လားလူမှုဆက်ဆံရေးတင်တဲ့လုပ်ငန်းတစ်ခုထူထောင်ထားသည့်စိတ်ပညာရှင်တဦးကလည်းများမကြာမီက၎င်းပြုလုပ်ခဲ့သည့်သုတေသနပြုချက်တစ်ခုအရာထိတ်တန့်အယောင်သမားများသည်ဝယ်သူ၏စကားသံအတိုးအကျဲအစွဲအငင်အဖြတ်တောင်းနှင့်လေယူလေသိမ်းများတောင်မကဟန်ပန်မူရာနှင့်လက်တလောစိတ်သဘောအနေအထားများကိုပါပုံတူယူ၍တုံ့ပြန်ဆက်ဆံတတ်ကြောင်းတွေးရှိရသည်လို့ဆို၏ရောင်းသူဝယ်သူအတန်တူဟူသောသဘောမျိုးအတိုင်းလိုက်နာကျင့်သုံးခြင်းပင်နံပါတ်၄တစ်ဖက်လူ၏အတွေ့အကြုံကိုထပ်ဟပ်ပြောဆိုပါရက်ကွက်သို့ရောက်ရှိကစားတင့်အိမ်နီးချင်းဇနီးမောင်နှံအရက်ကွက်ကိစ္စတစ်ခုတွင်ပါဝင်ဖို့စီယုံရန်တွားရောက်တွေးဆုံပြီးဆိုပါစို့သူတို့စိတ်ပါဝင်စားအောင်ဆောင်ရွက်ရန်အကောင်းဆုံးနည်းလမ်းသည်မိတို့ဖြစ်မည်နီစီယုံမှုစွမ်းရည်တာမန်အဆင့်ရှိသူများမှာလိုရင်းအချက်ကိုဓာတ်ရိုက်စတင်ပြောဆိုတတ်ကြသည်တကယ်စီယုံရေးကောင်းသူများကမူတစ်ဖက်လူ၏ယုံကြည်မှုကိုရဖို့ဥစွာပထမအားထုတ်လေရှိကြသည်တစ်ဖက်လူ၏ခံစားချက်မျိုးမိမိမှာထက်တူထက်မြရှိကြောင်းသူတို့ဖော်ပြတတ်ကြသည်ဥပမာတစ်ဖက်လူကမြည်သည့်ကိစ္စအတွက်သူစိုးရိမ်မကင်းဖြစ်နေကြောင်းပြောဆိုသည်ဆိုပါစို့ဆွဲဆောင်စီယုံပြောဆိုတတ်သူမှန်ကခမည်းခံစားချက်ကိုကျွန်တော်နားလည်ပါတယ်ကျွန်တော်ဆိုလဲဒီအတိုင်းစိုးရိမ်မှာပဲဟု၍ချက်ချင်းတုံ့ပြန်ပေမည်ဤသို့ပြောဆိုခြင်းဖြင့်တစ်ဖက်သား၏စိတ်တွင်ဤသူကငါ၏ခံစားချက်ကိုစာနာတိမတ်တတ်ပါတကားဟုခံစားမိကသူပြောမိအကြောင်းအရာကိုလည်းဂရုစိုက်နားထောင်မိဖြစ်သည်စီယုံရေးသမားကောင်းတို့သည်တစ်ဖက်လူကမိမိစကားကိုညှင်းဆန်ကန့်ကွက်လင်လဲအကြောင်းအကံပြန်လည်ချေပလိမ့်မရှိမိမိနှင့်ကွဲလဲသောတစ်ဖက်လူ၏အမြင်ကိုပင်စမြုပ်ပြန်သည့်အလားထပ်မံပြောဆိုမိအဲ့တဲ့အခါလဲဘယ်လိုမှန်ပေဒါပဲဟု၎င်းမှကောင်းကွက်များကိုထုတ်ဖော်အတိမဲ့ပြုမိထို့နောက်မှာမိမိအမြင်ကပို၍လက်ခံပွဲရှိကြောင်းကျိုးကြောင်းယုတ်တိများဖြင့်တဖြည်းဖြည်းရွှေ့ပြောင်းပြောဆိုမိဖြစ်သည်အလားတူစီဝေးပွဲများတွင်တစုံတစ်ခုတင်ပြရာ၌မိမိနှစ်သက်လက်ခံထားသည့်ရှုထောင့်တစ်ခုတည်းကိုသာတစ်ဖက်သက်မပြောဘဲဟိုဘက်ဒီဘက်စသဖြင့်ရှုထောင့်စုံမှဥစွာသုံးသက်ပြပြီးအဲ့ဒီနောက်တွင်မှမိမိလက်ခံထားသည့်ဘက်သို့နေကုန်းကောက်ချက်ဆွဲ၍တင်ပြသည့်အခါတစ်ဖက်လူတို့ပို၍လက်ခံကြကြောင်းလည်းလေးလာချက်များအရာတွေ့ရှိရပေသည်နံပါတ်5အထောက်အထားခိုင်လုံဖို့လိုသည်အရေးကြီးသောအစည်းအဝေးတစ်ခုတင်တက်ရမည်အဲ့ဒီမှာလုပ်ငန်းအတွက်ရန်ပုံငွေတိုးတက်သုံးစွဲရန်လိုအပ်ကြောင်းတင်ပြရဖို့ရှိသည်အဲ့ဒီကိစ္စကိုလောလောဆယ်တွင်ထောက်ခံခြင်းသူကလည်းလဲနေသည်ဆိုပါစို့ဘယ်လိုအကျိုးအကြောင်းအထောက်အထားမျိုးတွေနဲ့ဆိုရင်အများလက်ခံလာစရာရှိတယ်လေဒီလိုအနေအထားမျိုးတွင်မိမိသဘောထားဖြင့်မိမိသဘောထားအမြင်သက်သက်ကိုရှင်းလင်းပြောဆိုခြင်းထက်ရန်ပုံငွေပုံမလိုအပ်ကြောင်းသိတာထင်ရှားစေမည်ခိုင်မာသောအထောက်အထားအချက်အလက်များကိုစီစဉ်တင်ပြခြင်းကပို၍ထိရောက်စေနိုင်မည်ဖြစ်သည်ဒီတွင်တတိပြုစရာတစ်ချက်ကအထောက်အထားအချက်အလက်တာမကအဲ့ဒီအထောက်အထားအချက်အလက်သည်ဘယ်ပင်ရင်းဌာနကထွက်ပေါ်လာသည်ဆိုတာကလည်းအစည်းအဝေးတက်ရောက်သူများကိုလွှမ်းမိုးနိုင်ခြင်းဖြစ်သည်လူဆိုတာကအယူအဆအသည့်အချက်အလက်အသစ်များဆိုရင်ရုပ်တရက်လက်မခံခြင်းတတ်သောသဘောရှိသည်သို့သောဒီယူဆအချက်လက်များသည်မိမိတို့လက်ခံယုံကြည်ဘူးသူအထူးအားထားယုံကြည်လောက်သူများထံမှလာကြောင်းကြားသိရလင်မူညင်းဆန်ဆန့်ကျင်လို့စိတ်ရောနေသွားတတ်ကြသည်သို့သောတခုတတိပြုရန်ကပင်ရင်းဤဩဇာကိုအသုံးဆွဲမလွန်ဖို့ဖြစ်သည်ပါရဂူတွေကိုကားလွန်အချက်လက်တွေနှင့်ဖီလွန်းလင်နားထောင်သူတွေစိတ်အချင်ပေါက်ကလုံးဝဆန့်ကျင်သွားတတ်သည်နံပါတ်6နမူနာများကိုရိဖြစ်ရများကိုအသုံးပြုပါလူသိန်းတယောက်အားတင့်မော်တော်ကားကိုရောင်းပြီးဆိုပါတော့စီစားနှုံးနှင့်ပတ်သက်၍မော်တော်ကားကုမ္ပဏီမှစာရွက်စာတမ်းများတွင်ရေးထားသည့်ကိန်းဂဏန်းကိုပြမည်လားပြီးခဲ့သည့်စနေတင်ငွေကမိုင်ပေါင်းမီမြဝေးသည့်ညီသည့်မြို့ကိုသွားရတွင်စီကားလန်ဘလောက်ပဲကုန်သည့်အကြောင်းပြောမိလားဘယ်ဟာကပို၍ဆွဲဆောင်မှုရှိမိထင်တယ်စီယုံရေးကောင်းသောပုံကိုများကမှုလူတွေသည်ရေဘူးဝသဘောများတမ်းမြကိန်းဂဏန်းများထက်တဦးစီ၏နမူနာဘယ်သူဘယ်ဝါ၏အတွေ့အကြုံဆိုတာမျိုးကိုပို၍စိတ်ဝင်စားတတ်လက်ခံတဲ့ကြောင်းသိမဲ့ယုံကြည်ကြပေသည်တချိန်ကမူဆွဲဆောင်စီယုံအားကောင်းခြင်းမကောင်းခြင်းဟူသည်လူတဦး၏ပင်ကိုယ်နှင့်ဆိုင်သည်ဒါကိုရှင်းပြဖို့လည်းမလွယ်ဟုမှတ်ယူကြသည်ဒီနေ့ခေတ်တွင်မူ
တစ်ဖက်သားကိုကိုယ့်ဘက်ပါအောင်စည်းရုံးနိုင်စွမ်းဟူသည်လူမှုဆက်ဆံရေးဆိုင်ရာအချို့သောနီးနာများကိုနားလည်တည်ကျွမ်းခြင်းရှိမရှိပေါ်၌မူတည်ကြောင်းယင်းနီးနာများတည်တဲ့တင်လေးလာတင်ယူလေးကျင့်လင်ကျွမ်းကျင်လာနိုင်သောအရာများသာဖြစ်ကြောင်းသိရှိလာကြပြီဖြစ်သည်အကယ်၍ယခုတိုင်စာဘက်သူစိတ်မှာမသေးကြသေးဘူးဆိုလျှင်ဒီအထဲမှနီလန်းတချို့ကိုသာမှတ်သားပြီးလက်တွေ့ဘဝတွင်စီလျော်သလိုစမ်းသုံးဆွဲကြည့်ပါဟု၍တိုက်တွန်းလိုသည်ရခင်ကတော့ဇဲဆောင်စီယုံအားကောင်းလာမှမုတ်ချဖြစ်ကြောင်းကိုယ်တိုင်တွေ့ရှိရပါလိမ့်မည်